အခုနောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ညီမတို့ IM International ကုမ္ပဏီကနေပြီးတော့တင်သွင်းဖြန့်ချီရောင်းချနေတဲ့ YDO 8 series ဖြစ်တဲ့ X904 ထွန်စက်အမျိုးအစားလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒီ YDO မြင်းကောင်ရေးထွန်စက်လေးရာဆိုလို့ရှိရင်လေးလုံးထိုး engine 4-wheel ထွန်စက်အမျိုးအစားလေးဖြစ်ပြီးတော့တက်ဆင်ထားတဲ့ပတ်အားဆိုလို့ရှိရင်လည်း direct injection alignment ကိုအသုံးပြုထားပါတယ်ရှင်လေးစိရာဆိုလို့ရှိရင်လည်းအဆင့်30ပါဝင်တဲ့အဆိုလေးစိအကြီးကိုတက်ဆင်ပေးထားပါတယ်ရှင်တက်ဆင်မှုအားကအောင်ဒီဇယ်ဖီတာနှလုံးကိုတက်ဆင်ပေးထားတဲ့အပြင်စီနဲ့ရေနဲ့ခွဲခြားတက်ဆင်ပေးတဲ့ water separator ကိုလည်းတက်ဆင်အသုံးပြုထားပါတယ်ရှင် ground clear ရဟာဆိုလို့ရှိရင်လည်းမြင်မာတဲ့အတွက်စိတ်ချလက်ချထွန်ရက်စိုက်ပျိုးနိုင်ပါတယ်ရှင်တာယာမျိုးစားလေးဟာဆိုလို့ရှိရင်တော့အာမောမျိုးစားတာယာလေးကိုအသုံးပြုထားပြီးတော့ရှေ့တာယာဆိုလို့ရှိရင်73/624တာယာစိုက်ကိုအသုံးပြုထားပါတယ်နောက်တာယာဆိုရင်တော့16/34တာယာကိုအသုံးပြုထားပါတယ်ရှင်အင်ဂျင်အေးကန်စနစ်ကိုအထောက်ပံ့ပေးတဲ့အိုင်ကူလာကိုလည်းတီးတန်းတက်ဆင်ပေးထားပါတယ်ရှင်။ဂီယာချက်ပိုင်းနဲ့ကလပ်ပိုင်းကိုထပ်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ရှင်။ဂီယာချက်ဟာဆိုလို့ရှိရင်လည်းရှေ့စနက်ချက်နောက်စနက်ချက်ပါဝင်ပြီးတော့ရွယ်လင်းတကူမောင်းနေနိုင်တဲ့ရှေ့နောက်ဆက်တဲ့ဂီယာလေးလည်းပါဝင်ပါတယ်ရှင်။ကလပ်ဟာဆိုလို့ရှိရင်လည်း main ကလပ်နဲ့ video ကလပ်ဆိုပြီးတော့တီးခြားခွဲခြားတက်ဆင်ပေးထားပါတယ်ရှင်။ hydraulic ဟာဆိုလို့ရှိရင်မတင်နိုင်စွမ်းအားကောင်းတဲ့ဘုံတိုင်မျိုးစားကိုတက်ဆင်အသုံးပြုထားပြီးတော့ main ဘုံအပြင်ဘဲညာအထောင်ဘုံနှချောင်းကိုပါတက်ဆင်အသုံးပြုထားပါတယ်ရှင်ဗီဒီယိုဟာဆိုလို့ရှိရင်လည်း940 1000နှစ်ချက်ပါဝင်မှာပဲဖြစ်ပါတယ်ရှင်စီတိုင်ကြီးဟာဆိုလို့ရှိရင်လည်း115လီတာဝန်ဆန်းတဲ့စီတိုင်ကြီးကိုတက်ဆင်အသုံးပြုထားပါတယ်ရှင်ညီမအခုမိတ်ဆက်ပေးခဲ့တဲ့ IM International ကုမ္ပဏီကနေပြီးတော့တင်သွင်းဖြန့်ချီရောင်းချတဲ့ H904 YDO ထွန်စက်လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ IM International hotline ဖြစ်တဲ့3994492639 3994492622တို့ကိုအသေးစိတ်ဆက်သွယ်စုံစမ်းပေးမြန်ဝယ်ယူနိုင်ပါတယ်ရှင်။အောင်သူဦးကြီးများအားလုံးလည်းအလောက်ကိုင်စီးပွားတိုးတက်အဆင်ပြေပါသေးကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။